အီရန်ဟာအမေရိကန်ရဲ့အရာမစစ်တမ်းမိုးကြီးတူကိုထိုက်တဲ့မင်းဆိုင်နာပါဘူးသူတို့မှာအမေရိကန်လိုခင်မီတဲ့ရေတပ်ကိုရှင်နိုင်လောက်တဲ့အင်အားလည်းမရှိကြသေးပါဘူးဒါပေမဲ့အမေရိကန်ရေတပ်ကိုအထိနာစေနိုင်လောက်တဲ့ဗျူဟာကတော့သူတို့မှာရှိပါတယ်ဒါကို Mosquito Flare လို့ခေါ်တဲ့ရှင်ကောင်တပ်စုပဲဖြစ်ပါတယ်ဒီလေငွေတွေကသေးငယ်တဲ့မြန်တယ်ပြီးတော့ထိန်းချုပ်ရခက်ပါတယ်အမေရိကန်စစ်သည်မော့ဒဇင်ကိုလှင်ငယ်အစင်း90လောက်ကအရက်လေးမျက်နှာပေါင်းစုံကနေဝမ်တိုက်ခိုက်နိုင်တဲ့ Swan Tactic လို့ခေါ်တဲ့ဗျူဟာကိုသူတို့သုံးပါတယ် Swan Tactic ဆိုတာကတော့စစ်ရေးဗျူဟာတစ်ခုဖြစ်ပြီးရန်သူကိုဝိုင်းအောင်တိုက်ခိုက်တဲ့အရှိခံသဘောတရားပဲဖြစ်ပါတယ်ရိုးရှင်းရှင်းပြောရရင်ဇစ်ကြီးပြီးအစွမ်းထက်တဲ့လက်နက်ကြီးတစ်ခုကိုသုံးမဲ့အစားတင်းငယ်ပြီးဇစ်သက်တာတဲ့တိုက်ခိုက်ရေးလက်နက်အမြောင်များနဲ့ရန်သူကိုအရက်မျက်နှာပေါင်းစုံကနေတပံနဲ့ဝိုင်းပစ်တာကိုဆိုလိုပါတယ်အစိုးဆုံးကတော့သူတို့ဟာအရက်သား၅ဖက်လှေတွေလိုဟန်ဆောင်ပြီးမိုင်းတွေကိုတိတ်ဆိတ်ချထားခဲ့တာပါရေအောက်မှာတင်ဘော့ရဲ့အတန်လိုင်းကိုစောင့်ဖမ်းနေတဲ့နီးပညာမြင့်မိုင်းတွေကနေရိုးရှင်းတဲ့ရေထီမိုင်းအထိအီရန်မှာမိုင်းပေါင်း6000ကျော်ရှိနေပါတယ်ဒါဆိုရင်ဒီပြဿနာကိုအမေရိကန်ကဘယ်လိုကင်တွယ်ဖြေရှင်းမလဲအမေရိကန်ရဲ့ဗျူဟာကတော့ရိုးရှင်းပါတယ်မိုင်းတွေရေထဲရောက်သွားရင်ရှင်းထုတ်ဖို့ကအရန်ခက်ခဲပြီးအန်ဒရယ်ကလည်းများလွန်းပါတယ်ဒါကြောင့်အမေရိကန်စစ်တပ်က preemptive strike လို့ခေါ်တဲ့ကြိုတင်ရှင်မိုးရေးဗျူဟာကိုသုံးပါတယ် preemptive strike ဆိုတာကတော့ရန်သူကကိုယ့်ကိုအန္တရာယ်ပြုတော့မယ်တိုက်ခိုက်တော့မယ်ဆိုတာအသေးချာသိနေတဲ့အချိန်မှာရန်သူအရင်လက်ဦးမှုမယူနိုင်အောင်ကိုကအရင်ဦးဆုံးလက်ဦးမှုယူပြီးတွားရတိုက်ခိုက်တာကိုဆိုလိုပါတယ်